အားလုံးပဲမင်္ဂလာဗျကျွန်တော်ဒီနေ့ကတော့အာဂီဟာဘာရာနေပြီးတော့မိုနီကီဆူဆယ်ရိုဆိုတဲ့ boss တွေဝယ်ဖြစ်ခဲ့ပါတယ်ဒီ boss ကလေးကကြတော့ဘာခွာလဲဆိုရင်ကြတော့ဒီ boss တစ်ခုမှာဘက်က30တီပါတယ်အဲ့ဒါအောင်မှဒီဘက်တစ်ခုမှာ9ကက်စီပါတယ်ပေါ့အဲ့တော့ဒီနေ့တော့အရင်လိုမျိုး3ကက်တစ်ခါ9ကက်တစ်ခါမွေးတော့ဘယ်နဲ့ boss လိုက်ဝယ်ပြီးတော့ဖောက်ပြပါမယ်ဒီဘာမှမစိုးအနေနဲ့ပြောချင်တာကကြတော့ဒီ Pokemon လောကမှာလဲဒီ scan တွေလည်းရှိပါတယ်ဘယ်လိုပြောမလဲဆိုရင်ကြတော့ဒီကိုကပတ်လိုက်ဝင်တော့မှဒီဆန်ကိုရှိရနေပြီးတော့ box ထဲနေပြီးတော့ဒီပတ်ကိုထုတ်ပြရတော့ဘာလို့ဆိုရင်ရောအဲ့လိုဆိုရင်ရုံလို့ရပါတယ်ဒါမှမဟုတ်ဒီ official center ကြီးနာမည်ရနေတဲ့ seller ဆိုရင်လည်းရုံလို့ရပါတယ်ဘယ်လိုအချိန်မျိုးမှာရုံလို့မရဘူးလဲဆိုရင်ကြတော့ဒီနာမည်သိနေရတဲ့ဆိုင်သေးသေးလေးတွေဒီကတ်တွေကိုတိုင်းချိတ်ချိတ်ထားပြီးတော့ဒီ box ထဲထုတ်ပြမှာမဟုတ်ဘဲနဲ့ချိတ်ချိတ်ထားဆိုင်မျိုးတွေကအရင်ရုံလို့မရပါဘူးဘာလို့လဲဆိုရင်ကြတော့ဘယ်လိုပြောမလဲဒီကတ်တွေကဖောင်းဖောက်ထားတာဘယ်လိုပြော scan လို့ရမှာလဲဆိုပြီးမေးသူရှိမယ်ဒါပေမဲ့ဒီ Pokemon ကတ်တွေမှာဆိုရင်လည်းသူအထုပ်တွေကတတ်မှတ်ထားတဲ့ weight လေးချိန်လေးရှိပါတယ်ဥပမာပြောမှဆိုရင်ဒီ holo ကတ်တွေပါတဲ့ကန်နဲ့ holo ကတ်တွေပါတဲ့ဒီ Pokemon ပန်နဲ့ဒီဘာမှမပါတဲ့ Pokemon ပန်တစ်ခုချိန်ကြည့်မှဆိုရင်တော့ဒီ holo ကတ်ပါတဲ့ကတ်ကနည်းနည်းလေးပို့ပြီးအလေးချိန်များနေမျိုးရှိပါတယ်အဲ့တော့ဒီစကန်လို့ရှင်တဲ့ဆိုင်တွေကြတော့ဒီအလိုမျိုးနည်းနည်းအလေးချိန်စီးရဲ့ကက်တွေခုံးလုံးဖယ်ထားပြီးတော့မှဒီဘာလေးချိန်မှရှိရဲ့ဘာကမှမပါသေးကြနေရဲ့ဟာတွေကိုပဲဆမ်မှာထွန်ရောင်းတဲ့မျိုးတွေတည်းရှိပါတယ်အဲ့လိုမျိုးစကန်လို့ရပါတယ်ပြီးတော့ကိုက box ဝင်တော့မှလည်းဒီ plastic wrap ပါတဲ့ plastic wrap ပါထားတဲ့ box တွေပဲဖွယ်ရပို့ပြီးစိတ်ချရပါတယ် plastic wrap ပါထားမှာပုံမှန်တဲ့တိုင်းပဲဘာမှမပါတဲ့ဘူးပဲဆိုရင်လည်းစိတ်မချရပါဘူးခုနကကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲကက်တွေလဲလို့ရလို့ပါအဲကြောင့်မလို့ဒီ Pokemon ဝယ်မယ်ဆိုရင်ကျတော့ဒီဟာတွေကိုကြည့်ပြီးတော့ရှောင်ဖို့လိုပါတယ်Amazon တော့ဘာလို့မဝယ်မယ်ဆိုရင်လည်းဒီ plastic wrap မပါဘူးဆိုပြီးရေးထားစာရတဲ့ရှိပါတယ်အဲ့ဒါမျိုးဆိုရင်လည်းမဝယ်ပါနဲ့ဈေးတက်နေတာမဝယ်ပါနဲ့ box တွေရဲ့ကတ်တွေကလဲရနိုင်တာမျိုးရှိလို့ပါအဲ့လိုမျိုး3မီတာ box ပုံစံပြပြီးတော့မှ3မီတာတော့ရေးထားတာမျိုးဆိုရင်လည်းတက်နိုင်တွေ့ရတော့မဝယ်ပါနဲ့ကျွန်တော်ပြောခဲ့သလိုပဲကတ်တွေကလဲထားတာမျိုးရှိလို့ပါပြီးတော့ကျွန်တော်နောက်ထပ်အကြံပေးချင်တဲ့ဟိုကကြတော့ကိုယ့်ရဲ့ဝင်ငွေကိုချိန်ပြီးတော့ကြည်ပါဥပမာကျွန်တော်ဆိုရင်လည်းဒီဝင်ငွေအကြောင်းသားဖြစ်တဲ့အတွက်ဝင်ငွေအရင်များရတယ်မပါပါဘူးဒါပေမဲ့လည်းဘယ်လိုပြောမလဲဒီဝါသနာပါတဲ့အတွက်ဒီကက်တွေဝယ်ပြီးတော့တစ်ဖက်မှာလည်းကိုယ့်အတွက်လိုအပ်တဲ့အင်ဂျီရပါတယ်ကျွန်တော်မှဆိုရင်ပြောရင်ကျွန်တော်ကအင်ဂျီအကုန်လုံးအလုတ်ကအင်ဂျီရများတယ်လောကအင်ဂျီပေါင်းပြီးရဝင်နေရများတယ်ကိုဂျပန်မှာရောက်ပြီးဝယ်ဖြစ်တဲ့အင်ဂျီဆိုတော်တော်လေးကိုရှားတယ်ရတဲ့လို့ရတယ်အဲ့လိုမျိုးဝယ်မဲ့ဟာတွေသုံးစီးတွေရှော့ချပြီးတော့မှကျွန်တော်ကဒီကက်တွေဝယ်ရမလို့ပါကျွန်တော်ကပတ်စံရန်ရှိလို့ဝယ်နေရလည်းမဟုတ်ပါဘူးအဲကြောင့်မလို့ကိုကလည်းဒီပတ်စံရန်ရှိရမျိုးမဟုတ်ကြတော့အဲ့လိုပြောမလဲနည်းနည်းလေးဒီ official center ကြီးမှာတွားပြီးတော့ကိုတွားပြီးတော့ဝယ်ကြည့်ပါကိုနားမှာရှိရဆိုရင်ကျွန်တော်တူတူဖြစ်တဲ့အတွက်ကြောင့်မို့ official center ကြီးဒီမှာတွားပြီးတိုးပေါ်ကြောင့်မလွယ်ပါဘူးလူရမ်းများရဲ့အတွက်ပါဒါပေမဲ့နေရလူတွေပါရဲ့ပါမနေရလူတွေတော့ခါကြတော့ဒီ official center မဟုတ်ရင်တော့မှလော်ဆွန်တို့ 7-Eleven တို့ကတစ်ခါကြာတင်တာမျိုးရှိပါတယ်နေရဖြစ်တဲ့အတွက်တင်ရင်တော့မှရောင်းမကုန်တာမျိုးရှိရဲ့အတွက်အမှဝယ်ရ180 200လောက်ပဲရှိအောင်မတော့ပြီးတော့ဝယ်ကြပါအမှပဲကျွန်တော်ဒီ box က30တောင်ပါပဲတန်တာပဲဆိုပြီးတော့ဝယ်မယ်ဆိုရင်တော့မှလည်းဒီ box ကနေပြီးတော့မှမူရင်းစင်းတော့ပြန်မရဘဲနဲ့ရှုံးတဲ့အခောက်တွေလည်းအများကြီးရှိပါတယ်အဲကြောင့်မလို့ကျွန်တော်ခုဒီ box ဝယ်ခဲ့ရဆိုရင်ပတ်စံစင်တော်အဖြစ်ဆိုရင်12000ရှိပါတယ်12000ဆိုတော့တန်တာမင်းကြတော့ဒီ official စင်းနဲ့ရှင်ကြတော့မတန်တော့ခံစားရပါတယ်ဒါပေမဲ့လည်းဒီအာဂီယာပါလာမှာ box တစ်ခုအနေနဲ့12000ပဲပေးရဆိုရင်တော့နည်းနည်းလေးတန်တယ်လို့ပြောလို့ရပါတယ်အဲကြောင့်မလို့ကိုယ့်ရဲ့ငွေဝယ်ချင်းကြည့်ပြီးတော့ပဲဝယ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ဟောဆိုဒီ box ဝယ်တဲ့နဲ့လုံးဝပေးကြည့်ပုံမှန်လို့မဆိုလို့မဟုတ်လို့ပါ။ဒါမှကျွန်တော်တို့ခုဝယ်တဲ့ဆက်ကဒီ2026မှာထွက်ထားတဲ့ပေါင်းမလို့ဈေးနဲ့တက်တာပါအရင်ထွက်ပြီးသားဟိုင်းဆိုပို့ပြီးဈေးကြီးရဲ့3000 2000ဝယ်အဲ့လိုမျိုးရှိရမလို့ကိုယ့်ရဲ့ငွေကိုချင်းကြည့်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ပြီးတော့ငွေချင်းကြီးရဲ့ပြောင်းမှဟိုမှာဒီလက်ပတ်စံလေးတခြားဆိုပြီးတော့ဝယ်တာဟာမှအလိမ်မမီဘူးတဲ့ကျွန်တော်ခုနပြောခဲ့တဲ့အချက်လက်တွေကိုပြန်ပြီးတော့ကြည့်ကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်
ကျွန်တော်ထပ်ပြီးတော့ပြောချင်တဲ့အချက်တွေကကြတော့ဒီပတ်တွေပါကိုယ့်ပကွန်ဖက်တွေပါဝယ်မယ်ဆိုရင်ကြတော့ဒီအာကီဟာဘာတို့မျိုးပကွန်မဆိုင်နေအများကြီးရှိနေမှာတော့ပိတ်ဝယ်မယ်ဆိုရင်တစ်ဆန်နဲ့ဝင်ပြီးတော့မှဝယ်ရမယ်ဆိုပြီးတော့မဆုံးဖြတ်ပါနဲ့တခြားဆိုင်5ဆိုင်လောက်ပတ်ကြည့်ပြီးတော့မှစီတန်းတော့ဟာရွေးပြီးတော့ဝယ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ပြီးတော့ကိုမရှီရဲ့ကတိရောင်းမယ်ဆိုရင်ကြတော့လေအရင်ဆုံးဒီဆိုင်မှာတော့မြောက်ခင်ကိုကမကတ်မှာနည်းနည်းဆက်ဆက်ရှာတာပါဒီကဘယ်လောက်ရနိုင်လဲဆိုတော့နည်းနည်းဆက်ဆက်ရှာပြီးတော့မှဆိုင်မှာတော့ပြီးရောင်းဖို့ကျွန်တော်အကြံပေးချင်ပါတယ်ပြောမှဆိုရင်ဆိုင်တွေကဝယ်မှဆိုရင်အများဆုံး market ပေါက်စီကို90ရာခိုင်နှုန်း80ရာခိုင်နှုန်းပဲပေးကြပါတယ်အဲ့ဒါ market ပေါက်စီကိုတော့ကိုတီပေးရမျိုးလည်းမရှိပါဘူးအဲကြောင့်မို့အဲ့ဒါလေးတည်ထားပြီးတော့မှပုံမှန်ကကိုရောင်းတော့ဝယ်ရလောက်တာပိုကောင်းပါတယ်ဒါမှမဟုတ်ဘဲနဲ့ဒီကျွန်တော်လိုမျိုးရှုံးနိုင်ရှိတော့မှလာလိုက်ကလေးတွေ့ရင်ပတ်စံဘလောက်မှမတိုင်တော့မှလာလိုက်ကလေးဆိုရင်တိန်းနာကျင်တဲ့သူရရှိကြတော့လေကျွန်တော်အရင်တင်ထားခဲ့ဘူးတဲ့ဒီ lottery system ကကတိသွားပြီးဝယ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဒီ Pokemon လောကမှာကျတော့ဒီ page တွေကိုကြည့်မှဆိုရင်ကျတော့ကျွန်တော်ငယ်ဘွားအင်းကြီးခဲ့ကြတယ် Lizardo Mewtwo Pikachu ဘာလို့ဆိုအဲ့လိုမျိုးငယ်ဘွားကောင်းနေရပဲတော့ပေါ့စိတ်ဟင်းနေရများပါတယ်ဟိုမှာ Lizardo ဆိုရင်ကြောင့်မှဒီ black version ရှိလို့မ gold version တွေလည်းရှိတယ်လို့ဆိုရင်သူတို့တန်ဖိုးရတော်တော်ကြီးကို hit ဖြစ်နေဒီ Mewtwo Team Rocket ဆက်မှာဆိုရင်ကျတော့လေ Mewtwo boss ဆိုရဲကတကရှိရဲအဲ့ဒါဆိုရင်လေသူရဲ့ပေါက်စီကဒီ PSA မှာပါတယ်တော့မှ9000နောက်မှရှိပြီး PSA ပါတယ်နေ10000ထပ်မှရှိရဲဒီ Pikachu Illustrator ကဆိုရင်တော့မှဒီ PSA တန်းရထားတာဆိုတော့မီလီယံနဲ့ချီပြီးတော့ရှိပါတယ်ကျွန်တော်ရှာကြည့်လို့ရပါတယ်ပေါ့ဒီ Google တို့ဘာလို့ပါလဲဈေးကြီးဆုံးကထမပါပါတယ်ဒီ Pikachu Illustrator ကဆိုရင်လေပြီးတော့ဒီဂျပန် version ကနဲ့အင်္ဂလိပ် version ကဘယ်ဝယ်ရမလဲဆိုပြီးဖြစ်နေတဲ့ဒီတက်ကဆိုရင်ကျွန်တော်ပြောချင်တာကကြတော့ဂျပန် version ကနဲ့အင်္ဂလိပ် version ကမှာအားသာချက်တွေရှိရတယ်ခါလေးကျရင်ဒီအင်္ဂလိပ် version ကပို့ပြီးတော့များဝမျိုးတွေလည်းရှိတယ်ဂျပန် version ကပို့ပြီးတော့များဝမျိုးတွေလည်းရှိတယ်ဒါပေမဲ့ပြောမှဆိုရင်အင်္ဂလိပ် version ကြောင့်ဒီ box တစ်ခုကိုဆိုရင်အများကြီးထုတ်လို့ရှိရဲဂျပန် version ကကြတော့box တစ်ခုဆိုရင်နည်းနည်းလေးပဲထုတ်ပြီးတော့မှဒီဂျပန်မှာပဲတည်တံ့ပါတဲ့ကံမျိုးလေးတွေထုတ်လို့ရှိရဲအဲ့လိုကတ်တွေဆိုရင်ကြတော့ဒီအင်္ဂလိပ် version နဲ့ပို့ပြီးတော့ပတ်စံနဲ့များများရတယ်ပြီးတော့ဒီဂျပန်တည်တံ့ဆိုပြီးတော့မှဒီပွဲတွေတက်လက်ထုတ်တာဟာရှိတယ်အင်္ဂလိပ်မှာလည်းဒီ version တည်တံ့ထုတ်တာမျိုးတွေလည်းရှိရဲမှာ vintage တို့ဘာလို့ပေါ့အဲ့လို collab version ထုတ်တာမျိုးတွေလည်းရှိရဲအဲ့တော့အင်္ဂလိပ်ကဝယ်ရမလားဂျပန်ကဝယ်ရမလားစဉ်းစားနေတူတခါကြတော့ဂျပန်မှာရှိနေတဲ့တခါကြတော့စဉ်းစားကြများများမရှိဘူးလို့ထင်ပါတယ်ဂျပန်ကပဲဝယ်ပါဒီတခြားပြည်ပမှာရှိနေတဲ့တခါကြတော့စင်ဘူမှာနဲ့ဂျပန်ကပဲတမိုးချီရမို့ပါအင်္ဂလိပ်ကတွေမှာတမိုးအရင်ကြီးရကတွေအများကြီးရှိရမို့လို့ဒီအင်္ဂလိပ်ကတွေကိုလည်းယုံကြည်နဲ့ဝယ်ပြီးဖောက်လို့ရပါတယ်အင်္ဂလိပ်ကတွေမှာဆိုရင်တကယ် share လာတဲ့ကတွေအများကြီးရှိရမို့လို့ဒီအင်္ဂလိပ်ကတွေလည်းဆက်ရှာလက်ချဖောက်လို့ရပါတယ်မြန်မာတွေတခါကြတော့ဂျပန်နေမှာမဆိုအရင်ဈေးကြီးပါတယ်ဒီမြန်မာအထိရောက်ဖို့ဈေးတွေဟိုမှဒီဂျပန်မြန်မာရန်စင်းတို့နေတော့မဆိုရင်တအားဈေးကြီးသွားပါလိမ့်မယ်အဲကြောင့်မလို့ဖြစ်နိုင်ရင်ကြတော့ဒီ boss တက်ကြီးမမဆန်ကိုဒီကလေးလိုချင်တယ်ဆိုရင်ကြတော့ဒီကလေးကိုပဲတက်ကလေးကိုပဲတီးသားမှာမျိုးလေးပေါ့အဲမျိုးဆိုရင်တော့မှနည်းနည်းဒီတရုပ်စိတ်ကလည်းပတ်စံပေးနေရဆိုမြန်မာတွေတော့ခါကြတော်တော်ကြီးကိုအခက်တွေထဲပါပါတယ်လိုချင်တဲ့သူတွေတော့ခါကြတော့ဒါပေမဲ့ညီမမလည်းရောင်းပေးတဲ့သူရှိရမလို့ဈေးတော့နည်းနည်းကြီးပဲဆိုရင်လည်းဒီ power feeling ကိုကြာရင်တော့ပြီးတော့ဝယ်ကြည့်ကြပါညီမကလည်းအရင်ဈေးကြီးဆိုတော့ဒီလိုမျိုးချင်းနေရှိတော့ဈေးကြီးရမလို့ပါအဲကြောင့်မလို့ဒီ Pokemon ကတည်းကမှဒီစကူတွေပဲဆိုပြီးဘာလို့ဈေးလောက်ကြီးနေရမဆိုပြီးတွေ့ရရှိပါလိမ့်မယ်ဒီ Pokemon ကတည်းကတော့ကျွန်တော်တို့ဆိုရင်ကြတော့ဒီစက်ကိုဆိုရတာပို့ရပြကျွန်တော်ငယ်ဘွားမှာတည်းကဒီ Pokemon ကတ်တွေဆော်ပြီးကြီးပြလာရခိတခေရှိခဲ့ဘူးမလို့ကျွန်တော်ဒီကတ်တွေမြင်မှာဆိုရင်ငယ်ဘွားတော့ဆော်ခဲ့ကတ်တွေမတရားပြန်ပြီးတော့တတိယလို့ဒီကတ်တွေကိုစုပြလာတယ်ပါတယ်ဒီငယ်ဘွားတော့ဆော်ခဲ့ဟာကြတော့တံမိုးလုံးဝမရှိဘူးဆိုပေမဲ့လည်းပေါ့အခုကြောင့်ဒီလူကြီးဖြစ်သွားလို့လည်းတံမိုးကြီးရဲ့ကတ်တွေလည်း chase လောက်လာတယ်ပါလို့လာတဲ့ gas တွေကိုလည်းဒီလိုချင်လို့ဆိုပြီးတော့ UI လည်းပါတယ်ဒါပေမဲ့လည်း overall အနေနဲ့ခြုံကြည့်ရမှာဆိုရင်ကျတော့ဒီ Pokemon ဆိုတာဒီကမ္ဘာပေါ်မှာဒီနိုင်ငံနဲ့မှာလူချိုင်များတဲ့ဂိမ်းတွေဖြစ်တယ်လို့ anime တွေပါတယ်လည်းရှိရမှာလို့ဒီကတ်တွေကလည်းဈေးရဆက်ပြီးတက်တာရှိအောင်ပါပဲဒီ community ရဆက်ပြီးကျေပြအောင်ပါပဲမလို့
ပို့ပြီးလူလိမ်နေတဲ့ညာလာပါတော့မလို့ကျွန်တော်ပြောခဲ့အချက်လက်တွေကြည့်ပြီးတော့မှဒီစစ်စာဆုံးဖြတ်ပြီးတော့ဝယ်နိုင်ရောင်းနိုင်ကြပါစေလို့ကျွန်တော်အကြံပေးခြင်းပါဗျဒီကျွန်တော်အခုပြောခဲ့ရတဲ့ပတ်သက်ပြီးတော့ဘိုးစုတာရခဲ့ရရှိရင်လည်းမကျွန်တော်ပြန်ပြီး support ပေးကြမလို့ပါဘူးကျွန်တော်ဒီ YouTube channel လေးကိုပဲ subscribe လုပ်ပေးဖို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ဗျဒီ channel လေးကပို့ပြီး grow ဖြစ်လာလေးတွေကျွန်တော်ပို့ပြီးတော့ဒီ Pokemon နဲ့ပတ်သက်တဲ့ knowledge တွေပို့ပြီးတော့ညှဝေနိုင်ပြီးတော့မှနောက်လည်းဒီ video တွေ audio တွေပိုင်းတွေကိုလည်းတည်ဆက်တည်ရကောင်းကောင်းမွန်မွန်နဲ့ဒီတင်ဆက်ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲကြောင့်မို့ကျွန်တော်ဒီအခုတင်ပြရတဲ့မှာတခုခုပို့သွတ်တာရပါခဲ့ရင်ရှိတော့ဒီ channel YouTube channel လေးကိုပဲ subscribe လုပ်ပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ဗျပြီးတော့ဒီ subscribe လုပ်ပေးရဲ့ခိုင်နဲ့ဒီကျွန်တော် YouTube channel လေးမှာ subscriber 100ပြည့်ခဲ့မယ်ဆိုရင်ကျွန်တော်နောက်ထပ် post တစ်ခုတည်တံ့ဖို့ရှိပါတယ်အဲခါကျရင်ကျွန်တော်ဒီ subscriber တွေကိုမှ10ရောက်တစ်ဖက်ခွဲပြီးတော့မှဒီ10ရောက်ကိုဒီဘတ်တစ်ခုစီဖောက်ပြီးတော့လက်ခပေးအောင်မှာဖြစ်ပါတယ်စီကံချက်တွေကတော့ချက်ပါမှာရှိနေသူဖြစ်ဖို့တော့လိုတာပေါ့ဒီအကြောင်းမလို့ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ဖို့ဆိုရင် subscribe ရပြီးတော့ဖြစ် YouTube comment မှာပဲဖြစ်ဒီတော့ TikTok ကနေကြည့်နေတယ်ဆိုရင်ကျွန်တော် TikTok comment မှာပဲဖြစ်နောက်ပေးခဲ့လို့ရပါတယ်။ဘာလို့ subscriber 100ပြည့်ဆိုတော့ကျွန်တော်ဒီဘောက်တစ်ခုဝယ်ပြီးတော့မှဒီဘောက်တစ်ခုမှဆိုရင်ကတ်30ပါမလို့ဒီရောက်တရားတွေကနေပြီးမှကတ်30လုံးမှအကုန်ပါသွားပြန်ဖြစ်နောက်မှရောက်တရားဟောမှကျွန်တော်10ရောက်စီခွဲပြီးတော့မှအဲ10ရောက်ထဲမှာမှပတ်တစ်ခုဒါမှရှိသလားပါသွားပြန်ဖြစ်အဲ့လိုမျိုးလောက်တော့ပေးဖို့အစီအစဉ်ရှိပါတယ်နောက်ထပ်အစီအစဉ်တွေလည်းရှိပါတယ်ဒီတရားပြည့်ရတော့မဟုတ်ဘဲနဲ့နောက်ထပ်တရားပြည့်သွားလေးလည်းထပ်ပြီးဖောက်ပေးတော့မှာပဲမလို့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ပေးတော့ဖို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ဗျအခုချိန်နေရသူတွေကျွန်တော်အချိန်ပေးပြီးတော့မှကြည်ပေးတဲ့သူတွေကိုလည်းဒီကနေ့ပဲကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျဒီဘာမှမဟုတ်တဲ့ဒီအခုမှစတဲ့တဲ့သူကြောင့်အတွက်ဒီလိုမျိုးချိန်ပေးကြည်ပေးရတယ်ကျွန်တော်ကြည်ပေးရတယ်ကျွန်တော်တော့ကတော့တော်တော်ကြီးကိုအကျိုးများကရပါတယ်ကျွန်တော်တို့တော်တော်လေးအိုင်းဖြစ်စေပါဗျအဲကြောင့်အခုချိန်နဲ့တယောက်ချင်းတိုင်းတော့ကျွန်တော်ဒီကနေ့ပြောမှကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ